Welcome from Teacher Metinji class ဒီနေ့ teacher ဘဝမှာရှိတဲ့အမှတ်တရတွေကပေါ့တချို့အမှတ်တရတွေကိုပြန်လည်ပြီးတော့မျှဝေသွားခြင်းနဲ့ teacher ဘာတွေလုပ်ခဲ့လဲဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာလေးကိုပြောပြသွားမှာဖြစ်ပါတယ်ပုံလေးနှစ်ခုကစလိုက်မယ်အပေါ်ကပုံလေးက teacher 10တန်းကျောင်းသူရွယ်တုန်းကကျောင်းသားကဒုတိယပုံလေးကျ teacher တက္ကသိုလ်ကျောင်းသူဖြစ်နေပေါ့အဲ့တုန်းကဝင် join ခဲ့တဲ့ tour guide training course သင်တန်းလေးပေါ့လေအဲ့တော့ training ပြီးတော့ရတဲ့ certificate လေးပေါ့နော် teacher ခရီးတွေအများကြီးတွားခဲ့ရတယ်ဒီ training နဲ့ပတ်သက်ပြီးနောက်တစ်ခုက teacher ကအသစ်တွေကိုလေ့လာနေရတာကိုကြိုက်တယ်ဒါကြောင့်မလို့အမြဲတမ်းလေ့လာနေတယ်ပေါ့ဒါ teacher လေ့လာလို့ရတဲ့ certificate တွေပါကျောင်းသူဘဝနဲ့ teacher UNICEF မှာ internship sync ပြီးတော့အလုပ်လုပ်ခဲ့တယ်ပေါ့နော်အဲ့မှာ teacher အတွက်အကျိုးကျေးဇူးတွေအများကြီးရတယ် teacher ကိုဘာလုပ်ချင်တာလဲငါ့ဘဝကိုဘယ်လိုမျိုးတိဆောက်ချင်တာလဲဆိုတာ teacher သိခဲ့တယ်ပြီးတော့တကယ်ကိုမှအဖို့ဖြတ်လို့မရတဲ့ learning experience တွေရခဲ့တယ်ပေါ့ဒါကတော့ teacher ရဲ့အကျင့်လေးတစ်ခု teacher ကအမြဲတမ်းကိုလုပ်ခဲ့တဲ့အလုပ်မှာရခဲ့တဲ့ဟာလေးတွေကိုအမှတ်တရအမြဲတမ်းသိမ်းထားတဲ့ activity လေးတွေရောပေါ့ဒါကတော့ teacher အလုပ်လုပ်တော့ရတဲ့ UNICEF တစိမ့်လေးတွေရဲ့ဒါ teacher ဝင်ပြီးတော့ volunteer activity လေးလုပ်ခဲ့တော့ရခဲ့တဲ့အမှတ်တရလေးတွေသိမ်းထားတာဖြစ်ပါတယ်ပေါ့နော် teacher အမြဲတမ်းအဲ့လိုသိမ်းထားတတ်တယ်က volunteer လုပ်ရတာလည်းကြိုက်တယ်ဒါကြောင့်မလို့ activity တွေမှာဆိုရင်ဝင်ကြိုင်းတယ် volunteer လုပ်တဲ့ teacher certificate တွေရတယ်ပေါ့အဲ့မှာဆိုရင် teacher certificate တွေကိုတစ်ခုချင်းတော့ရိုက်မပြတော့ဘူး teacher အဲ့လို education နဲ့ပတ်သက်တဲ့ပွဲတွေပြီးရင်နိုင်ငံခြားမှာရှိတဲ့တက္ကသိုလ်တွေရဲ့မိတ်ဆက်ပွဲတွေ teacher တွားတက်တယ်ပေါ့အဲ့ကနေပြီးဝင်လို့အားပေးတယ်ဗဟုသုတတွေယူတယ် teacher ရတယ်နောက်တစ်ခုက teacher က language အသစ်လေ့လာရအောင်လည်းကြိုက်တယ် Chinese လေ့လာပါတယ်ဒါကတော့ teacher ကြွားမှာပေါ့နော်မဟုတ်ပါဘူးစားတာပါ teacher တက္ကသိုလ်ဘွားတော့ကဝင်ပြိုင်ခဲ့တဲ့ပြိုင်ပွဲတွေမှာရခဲ့တဲ့စုတွေကိုပြောပြမှာပေါ့ဒါ teacher debate တွေဆိုရင် teacher ဝင်ပြိုင်နေ teacher အဲ့လို debate ပြိုင်ရတာဝါသနာပါတယ်အဲ့မှာဆိုရင် English track ကောမြန်မာ track မှာကော teacher ကchampion ဖြစ်တယ်ပြီးရင် best speaker လည်းရတယ်ပေါ့နော်ပြီးရင်ဒါ teacher တို့ရုပ်ထွေပေါ့ဒါ best speaker ရတော့ရုပ်ထွေပြီးတော့ teacher ကတိုင်မြန်မာတိုင်လည်း teacher ဆော့တယ်အဲ့ဒါဆိုမြန်မာတိုင်တော့ရတဲ့ရွှေတစိမ့်ပြပေါ့ဒါပေမဲ့ချတာတော့မဟုတ်ဘူးတရုပ်ပြတာပါနော်မြန်မာတိုင်ကိုတရုပ်ပြရတဲ့တရုပ်ပြတော့ရတဲ့ဒါကတော့ရွှေရခဲ့တာပေါ့လေပြီးရင်ငငယ်လေးကလေးကလည်းအတန်းတွင်းထဲမှာ teacher စာလုပ်တယ်ပေါ့နော်စာလုပ်တဲ့အတွက် teacher အတန်းတွင်းစုလေးလည်း teacher ရတယ်ပြီးရင် teacher အဲ့လိုမျိုးNGO လုပ်တော့လေပြိုင်ပွဲလေးဝင်ပြိုင်တော့ teacher စုတွေရ teacher တခုခုလုပ်ပြီးဆိုရင်တော့အကောင်းဆုံးလုပ်တယ်ပြီးရင်စုရခြင်းတယ်ပေါ့အဲ့ဒီလောဘစိတ်လေးတော့အမြဲတမ်းရှိတယ်ပြီးတော့အမြဲတမ်းသင်ယူလေ့လာနေတယ်အမြဲမပြတ်စီးပူးနေသင်္ချာနဲ့ပွဲရတဲ့အချိန်ကိုရောက်သွားပြီဒီပိုင်းလေးတော့ teacher နည်းနည်းလေးမြန်ပြောလိုက်မယ်ပေါ့နော် teacher အလုပ်ဝင်လုပ်တယ် teacher ကြိုင်းနေတတ်တဲ့ NGO မှာအလုပ်ဝင်လုပ်တယ်ဒါပေမဲ့ teacher 10တန်းပြီးကြရကတော့ teaching ဘိုင်းကိုတော့ teacher လုပ်နေတာပေါ့နော် part time အနေနဲ့ပြီးတော့ volunteer teacher အနေနဲ့လည်း teacher လိုက်ပြီးတော့သင်ပေးတယ်ကဲဒီမှာတခန်းရက်လိုက်မယ်အဲ့မှာ teacher 2021မှာ teacher ဘိုင်းကို full time အနေနဲ့စတင်ပြီးတော့လုပ်ပြီးပေါ့လေ teacher design မတ်လေး